ကျွန်တော်စီရင်ခံနေစဉ်အတွင်းမှာပဲအိမ်မှာစားရတာညီးငွေ့နေတဲ့ကိုမင်းထုံးကတော့ဆိုင်မှာသွားစားနေပြီညာအိမ်မှာဆိုရင်တော့မိမကိုကြောက်ရလို့အစင်သင့်ချက်ပြုတ်ခုခတ်ကျွေးမွေးနေရတဲ့ကိုမင်းထွန်းဟာမြင်တွေ့ရတဲ့အတိုင်းပဲဆိုင်မှာတော့အရက်တောင်ငှက်တောက်စရာမလိုတဲ့အနေအထားဖြစ်နေပြီညာဝန်ဆောင်မှုကောင်းမွန်လာတဲ့ဆိုင်ရစကီလေးတွေကတော့ကိုမင်းထွန်းအဝင်ကောင်းစီဖို့တချင်းလေးနဲ့ပါဖျော်ဖြေပေးနေတဲ့အပြင်အသားရဖင်လေးနဲ့ပေါက်ပြီးတော့ဧကန်ဖျော်ဖြေပေးနေသေးတာလည်းဖြစ်ပါတယ်စကီလေးတွေကတော့အမြီးခွန်းတာတောင်ဓာတ်ရိုက်မခွတ်မဲကိုမင်းထွန်းရဲ့ပါဇက်ကြီးကိုအစာတောင်းနေတဲ့ရေမြင့်ကြီးလို့ဟာစီလှုပ်လိုက်သေးတာညာဒီချိန်မှာတော့အလဲမှာရှိနေတဲ့ကိုမင်းထွန်းကို၄ယောက်စလုံးပေါင်းပြီးတော့ဖင်နဲ့ပေါက်နေပြီဖြစ်ပါတယ်ကိုမင်း